္ဂလာပါเนาะဒီတစ်ခါကတော့စွန်စားမှုတစ်ခုကနေပြီးတော့မှရရှိလာမဲ့ကြီးမားတဲ့အောင်မြင်မှုနဲ့အခွင့်အလန်းလမ်းညွှန်မှုတွေကဘာဖြစ်မလဲဆိုတာကိုဒါတော့ကသုံးကနဲ့ကြည့်ပေးပါမယ်ကိုနဲ့ energy ကြိုက်တယ်ဆိုရင်ယူပါကိုနဲ့ energy မကြိုက်ဘူးဆိုရင်ကြော်သွားနိုင်ပါတယ်ရှင်တဦးတယောက်တည်းကိုယူရပြီးပြောထားတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကြိုက်မှာပဲယူပေးပါเนาะကဲပထမအဦးဆုံးကက်ကလေးဒီကက်ကလေးကကြတော့သူကတင့်ကိုပေါ့เนาะအောင်မြင်မှုအတွက်အုံမြင့်ချပေးနေတဲ့ပုံစံမျိုးလေးကိုကက်ကလေးကပြနေရเนาะစွန်စားမှုတစ်ခုမစခင်မှာအစိုးမရောက်ဖို့နဲ့အရာရာကိုမျှတစွာစဉ်းစားဖို့လိုအပ်ကြောင်းကိုပြနေတယ်နော်။ငွေကြေးနဲ့အလုပ်ကိုပေါ့နော်စနစ်တကျပေါင်းဆက်နိုင်မှုကတင့်ကိုနောက်တစ်ဆင့်ကိုတက်လှမ်းဖို့အတွက်အားအင်တွေပေးပါလိမ့်မယ်လို့ကက်ကလေးကပြောနေပါတယ်။အလောတကြီးမဟုတ်ဘဲနဲ့အချိန်ကိုစောင့်ဆိုင်တက်ခြင်းကအခွင့်အလန်းကောင်းတွေကိုဖိတ်ခေါ်တဲ့ပုံစံမျိုးရှိပါတယ်တဲ့။ဒါကြောင့်မို့အလုပ်ကိုအချိန်ကိုစောင့်ဆိုင်တက်ဖို့လိုပါတယ်လို့အခွင့်အလန်းကောင်းတွေရှိခဲ့တယ်ဆိုရင်လည်းအချိန်ကိုစောင့်ဆိုင်တက်ပါစေလို့ကက်ကလေးကလမ်းညွှန်မှုပေးနေပါတယ်နော်။ကက်နံပါတ်2လေးပေါ့နော်။ကက်နံပါတ်2လေးကကျတော့ဒေစတာပေါ့နော်။ဒေစတာလေးကကျတော့သူကလေကန်တရားကိုပြောတာပေါ့နော်ကန်တရားကအမောင်ထဲမှာလမ်းပြပေးနေတဲ့ကြေတပွင့်လေးလိုပဲနော်တင့်ရဲ့စီးပွားရေးအစီအစဉ်တွေရီမန်းချက်တွေဟာနှက်ကောင်းနှက်မြက်တွေရဲ့စောင့်မမှုရရှိလာမှာဖြစ်ပြီးတော့မှအောင်မြင်မှုရဖို့အတွက်ပေါ့နော်တေချာတလောက်ရှိနေပါတယ်ဆိုတာကိုဒီကက်ကလေးကပြနေတယ်နော်တင့်ရဲ့ဖန်တီးနိုင်စွမ်းကနေတဆင့်မထင်မှတ်ထားတဲ့အခွင့်အလမ်းတွေလူအများရဲ့အတိအမှတ်ပြုမှုတွေရရှိလာပါလိမ့်မယ်လို့ဒီကက်ကလေးကနမိတ်ဖတ်ပေးနေပါတယ်နော်ကဲကက်နံပါတ်2လေးနောက်ဆုံးကက်ကလေးကကျတော့ devil ကက်ကလေးကြတယ်နော်ဒီကက်ကကြတော့လေသူကအသစ်တစ်ခုကိုရဲရဲဝံ့ဝံ့စတင်လိုက်ပါဆိုတဲ့ပုံစံမျိုးလေးကိုပြတယ်နော်အလုပ်အသစ်ပဲဖြစ်ဖြစ်ပေါ့နော်ဘေးအရာပဲဖြစ်ဖြစ်ကိုစတင်တော့မယ်ဆိုတဲ့အရာဆိုရင်ရဲရဲဝံ့ဝံ့စတင်မှာလို့ကက်ကလေးကပြောနေတယ်ကြောက်ရွံ့မှုတွေကိုဘေးဖယ်ပြီးတော့မှကိုယ့်ရဲ့ပင်ကိုယ်ဗီဇအတိုင်းစွန့်စားလိုက်မယ်ဆိုရင်မမျော်လင့်ထားတဲ့အောင်မြင်မှုတွေကတင့်ကိုစောင့်ကြိုနေတယ်ဆိုတာလေးကိုကက်ကလေးကပြနေရဲ့နော်ဘာမှမရှိတဲ့နေရာကနေပြီးတော့မှအရာအလုံးဖြစ်နိုင်တဲ့0ပေါ့နော်တုံညစွမ်းအင်မျိုးဖြစ်တဲ့အတွက်အလုပ်အသစ်စီးပွားရေးအသစ်စတင်ဖို့အကောင်းဆုံးအချိန်ဖြစ်ကြောင်းကိုဒီကက်ကလေးကနမိတ်ဖက်ပေးနေပါတယ်နော်နောက်ဆုံးအနေနဲ့အကြံပေးချင်တာကကြတော့နော်စွန်စားရမှာမှန်ပေမဲ့လေပေါ့နော်ကက်တီအရာဆိုရင်အစွန်းမရောက်ဖို့နဲ့ကိုယ့်ရဲ့စွမ်းအင်တွေကိုဟန်ချက်ညီညီအသုံးချဖို့လိုအပ်ပါတယ်လို့အကြံပေးပါရစေရှင်နောက်ဆုံးအနေနဲ့ဆူတောင်းပေးချင်တာကတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူအားလုံးလည်းစွန်စားလိုက်တဲ့ခြေလန်းတိုင်းကပန်းတိုင်ကိုဖြောင်းဖြောင်းတန်တန်ရောက်ရှိပါစေမျော်လင့်ထားတာထက်ပိုမိုကြီးမားတဲ့အခွင့်အလန်းကောင်းတွေငွေကြေးသနာတွေနဲ့စိတ်ချမ်းအေးမှုတွေစိတ်ချမ်းသာမှုတွေတပြိုင်နက်တည်းပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေနော်